အဲ့ဒီလိုပဲနောက်တစ်ခုရှိသေးတယ်ဟုတ်လားmany desert grown trees ဒါရိုက်ဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်တော့ပတ်စံကတစ်ပင်ပေါ်မှာဟလာမပေါက်ရောက်ဘူးမဖွံ့ဖြိုးဘူးဒါဒီလိုမျိုးတွေဖြစ်ကုန်မှာပေါ့ဒါပေမဲ့အဲ့ဒါလုံကောက်ဘာသာပြန်လို့မရဘူးမှားတယ်ဘာသာပြန်လို့မရရင်ဘယ်လိုလုပ်ရမလဲထပ်တူပြုရမယ်ကိုယ့်ရဲ့ဘာသာစကားနဲ့ဘယ်ဟာနေပြီးတော့ညီမျှတော့ထပ်တူပြုကြည့်လိုက်တဲ့အခါကျတော့ဟလာငငယ်တုန်းကကျွန်တော်တို့ဖိုးဖွားတွေမိဘတွေကပြောတယ်မလားအေး short တုံးညဟေးပတ်စံဆိုတာတွင်းထဲကနှိုက်လို့ရတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ဆုံးကကျွန်တော်ပြောလိုက်တယ် many doesn't grow tree ဆိုတာဟလာပတ်စံဒီတွင်းထဲကနှိုက်လို့ရတာမဟုတ်ဘူးဆိုတဲ့အရာနဲ့ကျွန်တော်တို့ကထပ်တူပြုလို့ရတာဆိုလိုခြင်းဖြစ်ပါတယ်အဲ့ဒီလိုပဲခင်ဗျားတို့ကိုရီးယားကားတွေဟလာအင်္ဂလိပ်ကားတွေကြည့်ဘူးမှာပေါ့အောက်ကမြန်မာစာတန်းတိုးနဲ့ဘာသာစကားကိုအဲ့လိုထပ်တူပြုပြီးတော့မှစာတန်းထိုးပေးတဲ့လူကြတော့ဖတ်တာရန်ကောင်းတယ်တဘာဝလဲကြားတယ်ဟလာဘာလို့မဆိုခေါင်းထဲမှာဇက်ကားရဲ့အတိတ်ပဲနဲ့ဇက်ကားရဲ့ကြောရိုးတွေအကုန်လုံးကိုလွယ်ကူစွာနားလည်တယ်ဒါပေမဲ့အဲ့လိုမျိုးထပ်တူပြုတာမျိုးမဟုတ်ဘဲနဲ့ဓာတ်ရိုက်ကြီးကောက်ပြီးတော့ဘာသာပြန်တဲ့လူမျိုးနဲ့တွေ့လို့ရှိရင်အဲ့ဒီဇက်ကားမှာဖတ်ရတဲ့စလုံးတွေကထောက်နေတာလုံးဝကိုနားမလဲဘူးဘာမှမသိဘူးအဲ့လိုမျိုးတွေဖြစ်ဖူးကြမှာပါကျွန်တော်ကတော့ဟလာဒီဘာသာစကားတွေကိုလေ့လာတဲ့နေရာမှာကျွန်တော်ရုပ်ရှင်တွေလည်းကြည့်တာဆိုအဲ့လိုမျိုးဖြစ်ဖူးတယ်နော်အဲ့ဒါလေးကိုကျွန်တော်ကနေပြီးတော့ဒီဗီဒီယိုမှာကျွန်တော်အခုရတဲ့အချိန်လေးအတွင်းမှာကျွန်တော်ကနေပြီးတော့တက်နိုင်သမျှရှင်းပြခြင်းဖြစ်ပါတယ်ပြန်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်ခုလိုနားထောင်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်